ရှေးအခါကလေသမားတစ်ယောက်သည်လေငယ်တစ်စင်းဖြင့်မြေရိုးတစ်လျှောက်ကူးတန်းရောင်းဝယ်နေသည်တစ်နေ့တွင်ထိုသူကိုင်ဆောင်ထားသောဓာတ်ရှိသည်ရေထဲသို့အမှတ်မထင်ကျသွားသည်လေသမားသည်ချက်ချင်းမဆယ်ယူပဲဓာတ်ရှိကျသွားသည့်နေရာရှိလေနံကိုအခြားဓာတ်ဖြင့်ခုတ်ထ၍မှတ်ထားသည်လေဆိုင်သည့်အခါဓာတ်ထစ်ထားသည့်လေနံကိုကြည့်ကာရေထဲသို့ဆင်း၍ဓာတ်ကိုရှာလေသည်ဓာတ်ကိုကားမတွေ့ရပေသို့သောတစ်စင်တစ်ချောင်းကိုတွေ့ရမိမိဓာတ်သည်ရေထဲတွင်အချိန်ကြာကြာနစ်မြုပ်နေရ၍အချမ်းလုံးပြီးကွေးကောက်သွားသည်ဟုမစင်မချင်းမှတ်ယူလေသည်